မင်းကိုကြောက်စရာဘာအကြောင်းမှမရှိဘူးဆိုပြီးဂျော့ရှွာဗန်ကိုပြန်ပြေးလာတယ်မာနေကမင်္ဂလာပါဖိတ်သမျှရှင် Fighting Spirit Channel ကနေပြန်လဲကြိုဆိုပါရစေကျမတို့ရဲ့ channel ဆိုရင် MMA နဲ့သက်ဆိုင်တဲ့အကြောင်းပါလေ One Championship UFC အစရှိတဲ့သတင်းတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ channel ပဲဖြစ်ပါလေဒါကြောင့်ဗီဒီယိုမစခင်မှာကျမရဲ့ channel ကိုအရင်ဆုံး like and subscribe လုပ်ထားပြီး notification လေးကိုနှိပ်ထားဖို့တောင်းဆိုပါရနော်ဒါဆိုရင်ဒီနေ့ဗီဒီယိုလေးကိုစလိုက်အောင်ပါမကြသေးခင်ကပဲဂျော့ရှွာဗန်ကသူနဲ့မာနေကတို့ကြားကနေကွာခြားတဲ့အရာတစ်ခုကိုသူကလူမှုကွန်ရက်ရဲ့စာမျက်နှာကနေဖော်ပြလာခဲ့ပါတယ်။ဂျော့ရှွာဗန်ပြောသွားတဲ့စကားကတော့မာနေကကအခွင့်အရေးမှန်သမျှကိုအဆုံးရှုံးခံတယ်။သူကတော့အခွင့်အရေးမှန်သမျှကိုရယူရဲဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုသွားခဲ့တာပါ။ဒီစကားတွေကိုမကျင်တဲ့ဖဲနဲ့မာနေကပြန်ပြီးတုံ့ပြန်လာတာပဲဖြစ်ပါတယ်။မာနေကအခုလိုပဲပြောဆိုသွားတာဖြစ်ပါတယ်။မင်းလိုမျိုးအဆင့်မရှိတဲ့ချန်ပီယံအတူကိုငါဘာလို့ကြောက်အောင်ပါလဲ။မင်းလိုကောင်မျိုးကိုငါအေးစစ်စစ်ပထမအကြီးနဲ့တင်အလဲထိုးပြနိုင်ပါတယ်ကွာ။တိတ်ပြီးဆရာကြီးအထာဖမ်းမနေပါနဲ့မင်းနဲ့ငါနဲ့ပွဲဖြစ်မဲ့အချိန်ကိုပဲစောင့်ကြရအောင်ပါငါကလည်းပွဲထိုးဖို့အဆင်သင့်ပါပဲမင်းပြောသူငါရှောင်ပြေးနေရမဟုတ်ဘူးငါအနေနဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကိုအကောင်းဆုံးပြင်ဆင်နေတာပါငါစနစ်ဖြစ်တာနဲ့မင်းကိုအလဲထုတ်ပြသွားမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုသွားတာပါမာနေကရဲ့စကားအရတော့သူအဆင်ပြေမဲ့အချိန်ကိုစောင့်နေတဲ့ပုံစံမျိုးပါပဲဒီပုံစံအရဆိုရင်တော့ UFC ကဂျော့ရှွာဗန်နဲ့မာနေကကိုပွဲတည်ပေးဖို့အခွင့်အရေးတော်တော်နည်းပါးသွားပြီလို့တောင်ပြောလို့ရပါတယ် UFC ဘက်ကသူတို့အနေနဲ့အခွင့်အရေးပေးလိုက်တဲ့အချိန်မှာအခွင့်အရေးကိုမိမိရမကင်နိုင်လို့ရှိရင်သူတို့အနေနဲ့နောက်ထပ်အခွင့်အရေးကိုနောက်တစ်ကြိမ်ထပ်ပေးဖို့ဆိုတာမရှိတော့ပါဘူးဥပမာအဖြစ်ပြောရရင် lightweight တန်းကအာမန်ဆာရူခရန်ကိုပဲကြည့်လိုက်ပါဒီ fighter ဟာအစ္စလမ်မကာရှန်နဲ့ထိုးသက်ဖို့အခွင့်အရေးပေးခဲ့ပေမဲ့လည်းသူ့ဘက်ကအစင်သစ်မဖြစ်ခဲ့တာကြောင့်ဒီအချိန်မှာသူကချန်ပီယံကပတ်တောင်ဆင်ခေါ်ခွင့်မရတော့ပါဘူးဒါတွေကလည်းတကယ့်ကိုမှဥပမာတရက်ပါပဲဒီအချက်တွေကြောင့်ပဲ UFC ကလည်းမာနေကတ်ကိုမျက်မုံးကျိုးနေတာပဲဖြစ်ပါတယ်အစကတည်းကလည်းမာနေကတ်ကဒီလိုမျိုးနှုတ်ထွက်လိရှိပါတယ်Brandon Rival နဲ့တည်ပြီးတဲ့ပွဲတုန်းကလည်းဒီ fighter ကဒီလိုမျိုးပဲနှုတ်ထွက်ခဲ့တာပါဒါကြောင့်မလို့ချင်း fighter လေးက Brandon Rival နဲ့အစားထိုးဝင်ရောက်ကစားပေးခဲ့ရတာပဲဖြစ်ပါတယ်အဲ့ဒီပွဲမှာလည်း Joshua Van ကနိုင်ပွဲပုံဖော်နိုင်ခဲ့ပြီးချန်ပီယံကပတ်လူခွင့်တောင်ရရှိခဲ့တာပဲဖြစ်ပါတယ်အခုဆိုရင်ချန်ပီယံတဦးတောင်ဖြစ်လာခဲ့ပါပြီမာနေကတ်ကတော့အခွင့်အရေးကိုမိမိရစောက်ကင်နိုင်ခြင်းလုံးဝမရှိခဲ့ပါဘူးလက်ရှိအချိန်မှာတော့မီဒီယာတော်တော်များများက Joshua Van ပြောတဲ့စကားတွေကိုမှီညမ်းပြီးတော့မာနေကတ်အနေနဲ့ပွဲကနေနှုတ်ထွက်သွားတယ်ဆိုတဲ့အကြောင်းပဲရေးသားတင်ပြနေကြတာပါမာနေကတ်ကတော့အခုအချိန်မှာမခံချင်စိတ်နဲ့ပြန်ပြီးတုံ့ပြန်လာတာပဲဖြစ်ပါတယ်တို့ပေမဲ့လည်း promotion ဘက်ကနေတော့သူ့ကိုစိတ်ဝင်စားတော့မှာမဟုတ်ပါဘူးဖိတ်သက်တွေကတော့အာချောင်ထားတဲ့မာနေကတ်ကိုတောက်လျှောက် troll လုပ်နေကြတာပါမာနေကတ်ကသူ့ကိုယ်သူဆရာကြီးပုံဖမ်းပြီးတော့ဂျော့ရှွာဗန်ကသူ့သားလေးပြောပြီးတော့မှအခုတော့အပြောနဲ့အလုပ်တလွဲစီကိုဖြစ်နေတာပါဒါကြောင့်မလို့ဂျော့ရှွာဗန်နဲ့မာနေကတ်တို့ရဲ့ပွဲခင်းခြင်းကလက်ရှိမှာဖြစ်လာဖို့ယာဂိုင်နှုန်းတော်တော်လေးကိုမှနည်းသွားပြီလို့ပြောလို့ရပါတယ်ဒါကြောင့်မလို့ဂျော့ရှွာဗန်ကိုတက်ဆူတာရာနဲ့ပဲတည်ပေးမလားဒါမှမဟုတ်ရင်ပန်တိုဂျာနဲ့ပဲမကြေပွဲပြန်ထုတ်ခိုင်းမလားဆိုတာတော့စောင့်ကြည့်သွားမှာပါပွဲချင်းထူးခြားလို့ရှိရင်လည်းကျမတို့ channel ကနေတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျမ channel ကို like and subscribe လေးလုပ်ထားပြီးစောင့်ကြည့်ဖို့တောင်းဆိုပါရရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်